ဆိုတာဘယ်အစဖြစ်တယ်လဲလို့သိလားအဲ့ဒါတော့အာရနဲ့ဧဝဖြစ်တယ်လို့ပြီးတော့မြမာကြီးတွေကစပြီးဖြစ်တယ်လို့အဲ့လိုလူကြီးတွေတော့ပြောတာကြားဘူးလေဟုတ်တယ်တိတိကျကျတော့မသိပါဘူးဗျာအဲ့ဒါတော့ဘုသူဒ္ဓပြည့်စုံတဲ့ပုဂ္ဂိုလ်ဆိုတော့လူတွေပဲစဖြစ်တယ်လေအဲ့ဒါလေးပြောသမှာလူတွေကခုနခင်ဗျားပြောတယ်လို့မြမာကြီးလေးဦးကစာဆင်းသက်တယ်ပြောတယ်ဗျာနော်အာရနဲ့ဧဝဆက်လာလို့ပြောတယ်ဗျာဟုတ်ဒါပေမဲ့ခင်ဗျားဆရာကျွန်တော်ဆရာဟုတ်ကဲ့ဆရာဥဒ္ဒရှင်မိုးရီဆိုတဲ့နာမည်ကိုနာမည်ပေးတော့ဆရာဥဒ္ဒရှင်ဟုတ်ကဲ့ဆရာပြောသွားတဲ့လူဖြစ်တာကတော့အဓိပ္ပာယ်တည်းရှိဟုတ်ကဲ့လူကဘယ်အစဖြစ်တယ်လဲဆိုတော့ကဘာဥစကနေနဲ့လနဲ့ကလင်မယားဩနေကအထီးနေရယောက်ျားပေါ့ယောက်ျားလအမမိမအဲ့ဒီတော့လွန်တစ်ယောက်မေတ္တာစုံမဲ့ပြီးညားကြတယ်ပေါ့ဗျာချစ်ခင်ပြီးညားကြပြီးတော့မှလဖြစ်တဲ့အမမှာပရိသေတွေတည်ပြီးတော့တယောက်နဲ့တယောက်စိတ်ခံမသိတွေဖြစ်ပြီးကွဲကွာကြတယ်ကွဲသွားကြတာရှစ်တုံးကရှစ်ပြီးကွဲတဲ့ခါကွဲတာပေါ့ဟုတ်တာပေါ့ကွဲတဲ့ခါကျတော့နေရလဲစိတ်ဆိုးတယ်လာလဲစိတ်ဆိုးတယ်ဟုတ်ကဲ့လာလဲနေကိုပြောတယ်နေဝင်မှငါထွက်မယ်နော်နေရလဲပြောတယ်လာဝင်မှငါထွက်မယ်ခုတည်းဒီအကိုကရှိတယ်အခုဒီအကိုကရှိတယ်လေဟုတ်တယ်ဟုတ်လားနေထွက်ပြင်လာဝင်သွားပြီဟုတ်တယ်လာထွက်လာရင်နေဝင်သွားပြီဟုတ်တယ်အဲ့ဒီမှာပြဿနာဘယ်မှာစတယ်ဆိုတော့လာမှာနေရနေပါသွားတယ်တတိသားပါသွားတယ်တတိသားပါသွားတော့ဒီလာစိတ်ညစ်တယ်ဟာဒီတတိသားကြီးလွယ်ထားတယ်ဒင်းနဲ့ရတဲ့တတိသားနေစီလာတယ်လည်းဖြစ်လာပြီအဲ့တော့ဒီတတိသားကိုစိတ်နာလို့ငါနဲ့တော့မထားဘူးဆိုပြီးလူပြေကိုလာနေပြီးတော့အုပ်ချလိုက်အဲ့ဒီလာဥကလူဖြစ်တာဘယ်လိုကိုမိုးရီးလာနေဥချရတာဟုတ်တယ်လာဥကလူဖြစ်တာဟုတ်တယ်ဗျာအဲ့ဒါမှတ်ထားခင်ဗျာမသိနော်လာဥကလူဖြစ်တာဟုတ်တယ်လာဥကယောက်ျားမိန်းမကြတော့ဘယ်လိုကွဲပြားယောက်ျားမိန်းမဘယ်လိုကွဲပြားလဲဆိုတော့အဲ့ဒါလည်းပြောပြမယ်လူရယ်လို့ဖြစ်ပြီးတော့လူပြေမှာစားစရာတောက်စရာလူဆိုရင်စားရမှာလေစားတဲ့ချိန်စားမယ်စားမယ်အစားစရာဘာရှိလဲဆိုတော့ပတ္တလတ္တမြေစီမြေနစ်တွေကအနံ့နေတင်းပြီးအခုလိုမဟုတ်ဘူးပွေးကြိုင်ပြီးတော့စားကြစရာဖြစ်တယ်မြေစီမြေလွှာတွေကိုအဲ့ဒီမြေစီမြေနစ်မြေလွှာတွေကိုစားကြတယ်အဲ့ဒီလူရဲ့စားလဲစားရောခန္ဓာကိုယ်မှာရာရံနဲ့အနာတွေပေါက်ပြီးတော့အနာကြီးတွေဖြစ်တာအနာကြီးတွေဖြစ်ပြီးနာကျင်တယ်အဲ့ဒီချိန်မှာတခါအနာတွေမှာလောက်တွေကြာပြီးတော့လောက်တွေကထိုးတာနော်လောက်တွေကထိုးတော့အဲ့ဒီယောက်ျားဖြစ်မဲ့ပုဂ္ဂိုလ်ကတတိကောင်းတယ်အဲ့ဒီလောက်တွေထိုးနေတာကိုသူကလောက်ကြိုက်တာမနာဘူးသူကယောက်ျားဖြစ်မဲ့ကောင်ကလောက်ပြီးတယ်ဘလို့ကိုမိုးရီးရဲ့ယောက်ျားဖြစ်မဲ့လူကလောက်ပြီးတယ်လောက်ပြီးတယ်